တော့ကံကောင်းအောင်လုပ်တဲ့နီးတွေထဲမှာအထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးဘုံပြောရမယ်ဟုတ်လားကံကောင်းအောင်အကောင်းဆုံးပြင်ဆင်တဲ့နီးအမြင့်မြတ်ဆုံးပြင်ဆင်တဲ့နီးဘယ်နှနီးပြောရလို့နှစ်နီးပြောရမယ်အဲ့ဒီနှစ်နီးကဘာလို့ဆိုတော့ဗုဒ္ဓနုတ္တိနဲ့မေတ္တာတရားဗုဒ္ဓနုတ္တိဆိုတာကမြတ်စွာဘုရားရဲ့ဂုဏ်အည်အသွေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောရရနော်ဝိဇာစရဏသမ္မနောသူကတော်လောကဝိတုနှုတ်တော်ပုရိသဓမ္မတာရတိတတ္ထဒေဝမနုဿတံဗုဒ္ဓဘဂဝါမြတ်စွာဘုရားရဲ့ပြည့်စုံတော်မူထားတဲ့ဂုဏ်အည်အသွေးကြီး9မျိုးနော်အဲ့ဒီတည်းကနံပါတ်1ဂုဏ်အည်အသွေးကဘာတော့အရဟံအဲ့ဒီအရဟံဂုဏ်တကုံလောက်ကိုကျွမ်းကျင်ကျင်နားလည်အောင်လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓနုတ္တိပွားနေတာဟုတ်လားကံကောင်းအောင်အကောင်းဆုံးလုပ်နေတော့အရဟံဂုဏ်ဆိုတာဘာတော့အရဟံဂုဏ်ဆိုတာမြတ်စွာဘုရားရဲ့တန်တံမှာပူပန်စီတဲ့ဆင်းရဲစီတဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေအထားကိုအရဟံလို့ပြောတာဟုတ်လားကိလေသာအပူကင်း၍ငြိမ်းသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုဏ်ရည်သွေးနော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူချင်းမမောမှုဘလောက်လူချင်းစရာကောင်းတဲ့တွေ့လို့မှလူချင်းတယ်ဆိုတာမရှိဘူးဘလောက်မကျင်တဲ့စရာကောင်းတဲ့တွေ့လို့မှစိတ်တူတယ်ဆိုတာမရှိဘူးနော်စိတ်ကိုပူပန်အောင်ရွှတ်မြိုက်မယ်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်မယ်နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တွေ့မြတ်စွာဘုရားစိတ်နှလုံးပဂတိအေးချမ်းတော်မူတယ်ငြိမ်းအေးတော်မူတယ်အဲ့ဒါလေးကိုဘုံဘုံတို့ကကြိမ်ဖန်များစွာနော်နှုတ်နဲ့အရင်ရွတ်ဆိုပြီးတော့လေ့ကျင့်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားဒီလောက်ဆိုလို့ရှိရင်တော်ကောင်းနေပြီနော်အရဟံဂုံရဲ့အဓိပ္ပာယ်က5မျိုးတောင်ရှိတယ်စိတ်ကိုယ်ရမှာတော့မကောင်းမှုကိုပြုတော်မမူသောလို့လည်းအဓိပ္ပာယ်ရတယ်အတုမရှိသောဂုံကျေးဇူးတွေရှိတဲ့အတွက်ကြောင့်တတ္တဝါအားလုံးတို့ရဲ့ပူဇော်ထုကိုခံယူထိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်အရဟံဂုံအဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့108ခေါက်တော့ဆင်ခြင်မိမယ်လေအဲ့တော့အရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အဓိပ္ပာယ်လေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါလည်းပအောင်လို့နော်ဒါဘာလို့တာတော့ကံကောင်းအောင်လုပ်တာကံစိတ်ဥဒုအာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရခြင်းတဲ့အကျိုးရလဒ်ကောင်းတွေထွက်မှာတရားကိုမြင့်ချင်မပြတ်နဲ့ဟုတ်လားဟုတ်ကံကောင်းအောင်လုပ်ကံပြီးတော့ပါလားကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါလို့ဆိုမေတ္တာတရားကိုယ်စေတနာလေးတွေဖြူစင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစဉ်အတန်းရှိအောင်မေတ္တာထားရမယ်တတ်တော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာမေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိပ္ပယ်ကိုတချို့ကကောင်းကောင်းနားမလည်ကြတာရှိတယ်မေတ္တာဆိုတာတတ်တော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာဘီယန်နေကင်းစေခြင်းနဲ့ကျမကြီးကောင်းစေခြင်းနဲ့နှလုံးစိမ်ဝညှိအေးစေခြင်းနဲ့အစင်မပြေတာဘာမှဖြစ်စေခြင်းမူစင်ပြေတာတွေဒီဖြစ်စေခြင်းနဲ့ကောင်းစေခြင်းတတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်တန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမယ်နော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ဆိုအလုံးသောတတ္တဝါတွေဘေးရန်ကင်းကွာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါရွတ်ဆိုနေကြရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီထဲမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ပြီးဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်ကြိုးစားဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဘုံဘုံတို့တွေပြင်ဆင်ကြတာကောင်းအောင်ပြင်တာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဘုံဘုံပြောချင်တာပေါ့နော်ဗုဒ္ဓနုတ္တိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုဏ်အည်အသွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တတ္တဝါတွေရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်